ကြောက်နေလို့ရှိမတူးနိုင်ဖြစ်နေတာတင်တယောက်တည်းမဟုတ်ပါဘူးတခါတလေကိုပြန်မေးဘူးလားငါတကယ်ပဲမလုံနိုင်တာလားဒါမှမဟုတ်လုံရမှာကိုကြောက်နေတာလားဆိုတာမျိုးပါလူတိုင်းမှာအကြောက်တရားကိုစီရှိတတ်ကြပါတယ်ဒါပေမဲ့အဲ့အကြောက်တရားတွေကပဲမမြင်လို့ကိုအမောင်းတွေမှာပြေလောင်ထားတတ်ကြပါတယ်တကယ်တော့အကြောက်တရားဆိုတာနောက်ကနေဆွဲထားတဲ့ကျိုးတစ်ချောင်းမဟုတ်ပဲရှေ့ကိုတူးပြီးဖွင့်ရမယ်တကားတစ်ချက်ဖြစ်ပါတယ်ဒီနေ့မှာတော့မမြင်လို့ရဲ့စိတ်တရားအကြောက်တရားတွေကိုနီးစနစ်တကျနဲ့ဘယ်လိုရင်ဆိုင်ကြောဖြစ်မလဲဆိုတာကိုဇလန်းလေးတစ်ပုတ်လို့အစင်လေးစင်နဲ့မျှဝေပေးချင်ပါတယ်ရှင်ကဲဒါဆိုအကြောက်တရားကိုအောင်မြင်မှုအဖြစ်ပြောင်းလဲဖို့အတွက်ဘာတွေပြင်ဆင်ရမလဲဆိုတာမမြင်တဲ့အတူတူကြည့်လိုက်ရအောင်အစင်တေရန်သူကိုနာမည်တက်ပါစက်ကောင်လေးတစ်ခုလို့ပေါ့လူပုံလည်းမအောင်စကားပြောရမှာကြောက်တာအမားလုံးမိမှာကြောက်တာဒါမှမဟုတ်ဆမျက်နှာအလွန်ချီပြီးဘာကြီးရမှမသိဝေခွဲမြဖြစ်နေရမျိုးပါကိုအစာပြုခြင်းပါပဲအကြောက်တရားကိုလက်ခံလိုက်တာကတော့ဖြတ်ဖို့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်အစင်နေလက်နဲ့တက်စင်မှာကြောက်စိတ်ကိုတတိနဲ့တင်မဟုတ်ပဲနီးစနစ်နဲ့တိုက်ထုတ်ရပါမယ်ဥပမာအချက်လက်တွေကိုတေချာရှာဖွေပါတိလီလေးကြောက်စိတ်နဲနေပါပဲဒါကြောင့်ချက်လက်တွေကိုတေချာရှာဖွေပါဘုကတိတာများလေးကြောက်စိတ်နဲနေလီပါပဲနောက်တစ်ခုကဆိုတော့ထက်ခါလေးချင်းမှာကျွမ်းကျင်မှုကယုံကြည်မှုကိုပူတိုးစေပါတယ်နောက်ဆုံးတစ်အနေနဲ့ငါလုံနိုင်နေဆိုတဲ့အပြုသဘောဆောင်တဲ့အတွေ့အကြုံကိုမျိုးစေချပါငါလုံနိုင်နေဆိုတဲ့အပြုသဘောဆောင်တဲ့အတွေ့အကြုံကိုပြောင်းလဲတွေးကြည့်ဖို့လိုပါတယ်အဆင့်3တကားကိုရေဝဝင်တွန်းဖွင့်ပါအကြောက်တရားဆိုတာတကယ်တော့အကျော်ဖြစ်ရမယ့်တကားတက်ချက်တာဖြစ်ပါတယ်သူကတင့်ကိုနောက်ကနေဆွဲထားပါစေအောင်တင်ကတော့အားဆိုင်ပြီးအဲ့ဒီတကားကိုတွန်းဖွင့်လိုက်ပါအခက်ခဲဆုံးချိန်ကတကားလက်ကင်ကိုကင်ထားရတဲ့အချိန်ပဲဖြစ်ပါတယ်ကဲဒါဆိုနောက်ဆုံးအဆင့်လေးအလင်းရောင်ကိုစုကူပါတကားကိုကြော်ဖြတ်ပြီးရဲ့နောက်မှာတော့တောက်ပတဲ့အခွင့်အလမ်းတွေမမျောလင့်တာတဲ့အောင်မြင်မှုတွေနဲ့အေးချမ်းတိုင်ရစီရဲ့ပန်းနိုင်ကတင့်ကိုစောင့်ကြိုနေမှာပါဒါကြောင့်ကြောက်စိတ်နောက်ွယ်ကလွတ်လပ်မှုကိုသင်ခန်းစားရပါလိမ့်မယ်ဒီလိုဆို idea အသစ်တွေနဲ့ရှေ့ဆက်ဖို့ကို ready ပဲလားကိုယ့်ရဲ့အကြောက်တရားတွေကိုကြော်ဖြတ်ပြီးလုပ်ငန်းသစ်တွေဖန်တီးမှုအသစ်တွေစတင်ခြင်းမိမဲ့ဘယ်ကစားလို့လို့မလဲမသိဖြစ်နေတဲ့သူတွေအတွက်တင့် brand ကိုလူကြားထဲမှာရေရုံကိုရောက်ရှိသွားစေဖို့ဝင်စားစရာ content တွေနဲ့မမြင်ကကူညီပေးပြရစီမိရဲ့ဝန်ဆောင်မှုတွေနဲ့အတူတင့်ရဲ့စာမျက်နှာအလွတ်တွေကိုအောင်မြင်မှုဇလန်းတွေအဖြစ်ပြောင်းလဲရင်ပုံမှုတောက်ပတဲ့အနာဂတ်တွေကိုအတူတူဖန်တီးဖို့ရအသေးစိတ်ကိုမစိတ်ပို့ပြီးသူပဲမိမြန်းဆန်းဆန်းလိုက်တော့နော်